နဲ့ထက်တူရင်တုံနေပါတယ်အမဟိုကိုအာဇာနီယာဟိုပဲမထိုင်တာဒါမဲ့သူတို့ပွဲစားပြီးဆိုရင် live လို့မရတော့ဘူးအဲ့ဒါကြောင့်တောင်းပေးကြပါလို့အားလုံးနဲ့စိတ်တုံနေပါတယ်ရင်တွေခုန်နေပါတယ်သူ the 4-5 မှာသူမှာပါတယ်ဒီမှာဒီဟိုမှာမြန်မာပြည်ကလူတွေ200လောက်ရှိမယ်ထင်တယ်သူတို့ပြောတာ200လောက်ရှိတယ်တဲ့ကြီးနိုးလိုက်တာဒါမှသူတို့အခု advertisement လုပ်နေတယ်ကျုံရလူကျုံရဝင်နေတယ်အခုဟိုပါလဲ main event တော့မစားရသေးဘူးအခုစားတော့မယ်Hey!